ဒီနေ့ချက်မှာတော့ပဇွန်ဟင်းလေးဖြစ်ပါတယ်စီထည့်ပါမယ်စီကတော့နည်းနည်းညှစ်ပြီးတော့ထည့်ရပါတယ်ပြီးရင်တော့နွမ်းနွမ်းမုံလေးထည့်ပါမယ်ချက်တော့ထည့်မယ်ချက်တော့ချူနေထောင်းလာလေးထည့်ပြီးစီတက်ပါမယ်ရောက်တဲ့မုံလေးထည့်ပြီးစီတက်မယ်။ငပြားရည်လေးထည့်မယ်။တမောက်မှုပြီးတော့ပဇွန်လေးထည့်လိုက်ပါမယ်။ပြီးရင်စတားမုံလေးထည့်မယ်။စတားမုံအကျွင်းကျန်လေးထည့်မယ်။ဖွင့်ပါမယ်ဖုန်းလေးဖွင့်ကြည့်လိုက်မယ်ဒီစိမ့်လေးထည့်ပါမယ်နာမည်လေးအုပ်လိုက်မယ်နာမည်များလေးအုပ်လိုက်ပါမယ်ဖုန်းလေးပြန်ဖွင့်ကြည့်လိုက်ရင်တော့အရင်ရတာရှိရဲ့ပဇွန်ဟင်းလေးရပါပြီအပီးဂျိုလေးအကြံလေးကိုပြန်နှိမ့်လိုက်ပါမယ်အပီးဂျိုသူစရာအစုံလေးနဲ့စားပါတော့မယ်ဘိုင်ဘိုင်